မင်္ဂလာပါကျွန်တော်ကတော့ Uber ဒီနေ့မှာတော့ကျွန်တော် Flare Rate ကို solo လုပ်ပြမှာဖြစ်ပါတယ်ကျွန်တော် Rate ကူလုပ်တဲ့ချင်တဲ့သူတွေလည်းရပါတယ်ကျွန်တော်ကူလုပ်ပေးပါမယ်ဒီအောက်က log ဖြစ်နေတဲ့ Rate ကိုတော့ကျွန်တော်ကူမလုပ်ပေးနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့ဒါမပွင့်သေးတော့ပါဘယ်လိုတော့ပွင့်လဲဆိုရင်ကျွန်တော်ကူလုပ်ပေးပါမယ်ဗုဒ္ဓဝေကံလုံးဖြစ်တဲ့သူတွေလည်းရပါတယ်ကျွန်တော်ကွန်မန့်မှာဝင်ရေးပေးပါကျွန်တော်ဒီကကျွန်တော်လာ friend အပ်တဲ့ဒီလေးတယောက်ကျွန်တော်လက်မခံရသေးဘူးကျွန်တော်လက်ခံပေးပါမယ်ဒီဗီဒီယိုလေးကိုတွေ့ရင် user name လေးနဲ့ချရေးပေးပါ user name လေးနဲ့ကျွန်တော် friend အပ်ပေးပါဆိုပြီးကျွန်တော် friend အပ်ပေးပါ user name လေးခဏကျွန်တော်ပြန်ရှင်းပြမယ်ဘလို့နာမကျွန်တော် friend အပ်ပေးပါပြီးရင်နောက်မှာ bro ရဲ့ user name လေးကိုထည့်သွားလိုက်ပါတော့ကျွန်တော်ပြန် friend အပ်ပေးပါမယ် friend အပ်တာကိုလည်းကျွန်တော်ကမဲနိုင်မှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကအကောင်လုံးအပ်ပေးမယ်ဒါပေမဲ့ကျွန်တော်မှာ friend အပ်တဲ့ဥစ္စာက900ကျော်နေပြီဒါပေမဲ့ Roblox friend အပ်တဲ့ဥစ္စာကြိုက်တဲ့လောက်ဘာဖြစ်ဦးဆိုရင်ကျွန်တော် friend အပ်ပေးမယ်ဒါပေမဲ့ friend အပ်လို့မရတော့ဘူးဆိုရင်ကျွန်တော် friend အပ်ပေးလို့တော့မရတော့ပါဘူးအချက်ကြကျွန်တော်မဲနှိုက်ရပါမယ်ဒါလေးပြောပေးမှာပါပြီးတော့ play rate လောက်ကြရအောင်ဒီကောင်လေးတွေကတန်းတော့လွယ်တယ်တို့ user name နဲ့အောက်မှာရေးပေးွားကျွန်တော် rate ကူပေးမယ်ပြီးရင်နောက်နေ့ TTK unique unique တို့ကျွန်တော်ပြောပြမယ် TTK ဆိုတာကတော့ CTK လို့ပဲ CTK က cross dual ကထာနာ TTK က true triple ကထာနာပေါ့နော်အဲ့ဒါလေးကိုတင်ပေးမယ်တင်ပေးပြီးရင်ကျွန်တော်မှာပတ်စံဒီဘယ်လီပေါ့နော်ဒီဂိမ်းထဲပတ်စံအလောင်းမရှိဘူးအဲ့ဒါဆိုတော့ကျွန်တော်ကဂျူလီပဲပြောပြမယ်ကျွန်တော်ကိုယ်တိုင်တော့မဝယ်ပြတော့ဘူးပေါ့နော်အဲ့ဒါလေးကိုပြောပေးမယ်ကျွန်တော်အခု rate လုပ်ကြရအောင်ကျွန်တော်ဒီကောင်းလေးတက်တာလွယ်တယ်တော်လဲလွယ်တယ် bro ဗုဒ္ဓ fruit grinding တကယ်ကောင်းတယ်ကျွန်တော် recommend ပေးတယ်ဗုဒ္ဓဘာဖြစ်လို့လဲဆိုတော့ recommend ပါလို့ပေးတာလဲဆိုတော့ကျွန်တော်ဗုဒ္ဓ grinding ကောင်းလို့ပေါ့နော် grinding ပိုင်းမှာဆိုရင်တော့ဗုဒ္ဓ V1 အဲ့လောက်မကောင်းဘူးဗုဒ္ဓ V2 ကောင်းတယ်ဗုဒ္ဓ V1 ကျတော့ပြောချင်ရင် तू ကဟိုလာသိမ့်မပါဘူး defense သိမ့်မပါဘူးဗုဒ္ဓ V2 ကျတော့ defense ပါတယ်ပြီးမာတယ်ပေါ့နော်အဲ့ဒါတော့တစ်ချက်ပြီးရင်ဗုဒ္ဓသုံးမဲ့ဆိုရင်ထူးထူးပေါ်ကထာနာရဲ့ CDK ကတော့ PP မှာကောင်းတယ်ဗုဒ္ဓဖူးနဲ့ဆိုဒါပေမဲ့သူများတဲ့အမြင်လဲကျွန်တော်မသိဘူးနော်ကြိုက်တဲ့ဓာတ်ကန်လည်းရတယ်တော့မှားသွားရင်ခွင့်လို့ပေးကြပါလို့ပြောချင်ပါတယ်ဒါလေးပြောတာပါတော့ damage 9000ကျော်သွားကောင်းပြီအဲ့ဒါဒီပေးပြီbro boss တယ်မလား boss တယ်ကျွန်flame boss တယ်ဘောနော်ကျွန်တော် boss ရကျွန်တော်ပြောတယ်ဟုတ်ကျွန်တော် boss ရဘယ်လို spawn လဲ flame boss တယ်အဲ့ကျုံးပေးနာကကျုံးဘေးကိုသိရမလားကျုံးဘေးလေးကိုတွားပြီးထိုင်ခုံလို့ဟိုကောင်ရေထဲကြန့်တွားဆိုအပေါ်ပြန်ပြောက်သွားရမလားအဲ့ဒါဆိုရင်ထိုင်ခုံနေဒါမှအဟာဘာတွေတော့ပဲရမလဲဆိုတော့Yeti ပြီးရင် ice ပြီးရင် Buddha ဒါမှမဟုတ်လည်းရပါတယ် share V2 V3 လောက်ဆိုရင်သုံးလို့တော့ရပါတယ်ဘာမှမဖြစ်ပါဘူး shareရှိရင်ရပြီပေါ့နော်ဒါပေမဲ့ shareက V1 မရဘူး V2 V3 လောက်တော့ရမယ်ကျွန်တော်က V3 ဖြစ်တော့အဲ့လိုပဲချတယ်ပြီးရင် Buddha ကလည်း V2 ဖြစ်နေတယ်ပေါ့နော်ကျွန်တော် user name လေးရေးပေးခဲ့ကြပါ rate ကူလုပ်ပေးပါမယ်နောက်ပြန်လဲ TTK ဒီကနေတင်ပေးပါမယ်အော်ပြောချင်လို့နောက်ဒီဗီဒီယိုလေးကိုလုပ်လိုက်လာပါမယ်တော့ပြီး rate ထားလုပ်တတ်တယ်တို့ကြည့်အောင်တွေ့လား damage ကိုကြည့်ခုနသသိန်းကျော်อ่ะတွေ့လား
Island 4ပြီးကျွန်တော်တက်ပြမှာခဏတို့နားမလဲမှာဆိုတော့တက်ပြမှာတက်ပြအဲ့ Island 5 yeah အဲ့ Island 5တို့ line လက်နေလဲ Island 1လာတဲ့လှေကြီးတည်မလားအဲ့ဒီလေခေါင်းညွန်နေတဲ့ဘက်ကိုတက်တဲ့တာတော့ဒါမှဘရိုးချပြီးလဲဝါကျွန်တော်လည်းမပြောတတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းခဏလဲတယ်ပေါ့နော်အဲ့ဒါပြောချင် line ကောင်းတော့ကောင်းတယ်ဟောတွေ့တာ boss ပုံတော့မယ်ဒီ boss ကိုအဲ့လိုချတယ်ခတ်တယ်အဲ့တော့လည်းကျွန်တော်မေ့ရောဒီအောက်ကကျွန်တော်ဖိုင်ခုတ်တော့တွေ့လား boss တွေးခဏရောတွေ့လားအဲ့ဒါပြောချင်တာအကောင်ကျွန်တော်တို့ပြစ်ထည့်လိုက်လေဟိုလိုမျိုးပြစ်ထည့်ပြီး तू ဒမ်းမပေးမရတော့ကျွန်တော်ရေထဲမှာလေ तू ကရေထဲထိလိုက်တယ်ဒါပေမဲ့ရေထဲကိုဆင်းမရအောင်အဲ့လိုဒရဇက်တိုင်ထိုင်ခုတ်ဒါပေမဲ့ iPhone ကမပြောတတ်ဘူးလိုက်လို့ရမယ်ထင်တယ် iPhone ကအနောက်လိုက်လို့ရဘူးတာတော့အကောင်ဆုံးပေါ့နော်ဒီလိုလုပ်တဲ့နေသိပါတယ်နောက်ခါကျွန်တော်ကွန်ဘိုတွေပါဒီတောင်းတဲ့ညီတင်ပေးမယ်ဒါပေမဲ့ကျွန်တော်အခုကွန်ဘိုတွေအဲ့လောက်သိမတုံးတတ်တယ်တော့မတင်ပေးသေးဘူးအဲ့ဒါလေးကိုတော့ပြောချင်ပါတယ်ကျွန်တော်ကွန်ဘိုတောင်းတဲ့တော့တင်ပေးပါမယ်ကျွန်တော်ကအခုဆိုရင် TikTok ကကျွန်တော်ဖွင့်မရဘူးနော်ဖွင့်လို့မရသေးဘူးအဲ့တော့နောက်မှဖွင့်ပေးမယ်အဲ့ဒါလေးကိုလည်းပြောချင်တယ် YouTube မှာပဲဗီဒီယိုတွေတင်အောင်ပေါ့နော်ပြောချင်တာ boss တွေပါ bro boss တကောင်မင်း rate လုပ်ပြီးတင်တယ်ဗီဒီယို bro တကောင်ဒီနှစ်ကောင်ပြီးမှလားဟိုမှာတကောင်ကြံသေးတယ်မင်းရတာလာပါတယ်မှာအညီအောင်လေးနဲ့လေအကောင်တော့ပြီး rate လုပ်ပြီးတင်တယ်ကျွန်တော်စိတ်တယ်ကောင်ပြီးရလောက်ပြီးတင်တယ် bro ရလောက်ပြီးတင်တယ်နော်တကောင်ပြီးအော်မတကောင်ကြံသေးအကောင်ပြီးမှရတကောင်ပြီးမှကောင်ပြီးမှရcongratulation ကျွန်တော်အတန်းထွက်မှာလဲ sorry ပါရေကူလုပ်ပေးမယ်ဆိုတော့ username လေးချခဲ့ပါအားလုံးပဲ bye bye ကျွန်တော်ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like and subscribe လုပ်ပါပြီးလို့ရပါတယ်ဆိုတော့ bye bye guys ဒီနေ့တော့ဒီလောက်ပါပဲ like and subscribe လုပ်ပေးပါခဲ့ကြပါအားလုံးပဲ bye bye guys နောက်ဗီဒီယိုပြန်တွေ့မယ်